အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မဲပစိုးချမ်းလေးကိုပေါ့နော်တရုတ်လူလေးစစ်စားဖြစ်တာနဲ့အားလုံးလည်းလိုက်လို့စားလို့ရအောင်လို့မျှဝေပြလိုက်ပါတယ်ရှင်။ဒီအောင်ဆုံးအသက်စင်စီကြောထားတဲ့ပစိုးချမ်းလေးတွေကိုပါလူလိုက်ပါမယ်ရှင်။သူကအစားကမဲလေးပေါ့နော်ကျမဖြူဖြူလေးဖြစ်အောင်လို့ရေလေးနဲ့ဖြောပြီးတော့မှခွာထားတာပါရှင်။ပြီးပြီဆိုရင်တော့တရုတ်နန်ချောင်းလေးတွေကိုဖြတ်လိုက်ပါမယ်နည်းနည်းပါလေးတွေဖြတ်လိုက်မယ်ပေါ့နော်။ကဲအခုအစားကြော်မယ်။ခွာကြောင်ထည့်မယ်ဂျင်းလေးပြီးရင်စစ်သွန်ဖြူလို့ထည့်ပြီးမွေးလိုက်ပဲရှင်။ပြီးပြီဆိုရင်တော့တရုတ်ပဲငပိလေးထည့်ပြီးတော့မွေးလိုက်ပါမယ်။ပြီးရင်တော့ခဏကပါလီထားတဲ့ပစိုးချမ်းလေးတွေကိုထည့်ပြီးမွေးလိုက်ပါမယ်ရှင်။ရတာအနေနဲ့ငံပြာကြီးစက်သားမုံဆိုင်းနေမုံတို့ပဲထည့်ထားပါလေရှင်ပြီးရင်တော့နက်နေအောင်မွေးလိုက်ပဲပေါ့နော်စီလေးပြန်နေအောင်မွေးပြီးပြီဆိုရင်တော့ရေလေးထည့်ပြီးခဏလောက်နှက်ထားလိုက်ပါမယ်ကဲအခုဆိုရင်တော့စီလေးနည်းနည်းပြန်လာတဲ့အခြေအနေလေးပေါ့နော်စီလေးနည်းနည်းပြန်လာပြီဆိုရင်တော့ခဏကလိဖြတ်ထားတဲ့တရုတ်နန်းနဲ့ချောင်းကြီးကိုထည့်ပြီးတော့မွေးလိုက်ပါမယ်ရှင်9မိနစ်10မိနစ်လောက်ကြော်မွေသွားပြီဆိုရင်တော့ရပြီပေါ့နော်ကဲအခုဆိုရင်တော့ရန်ကိုစားလို့ကောင်းတယ်အမေပစိုးချမ်းဟင်းလေးရပါပြီရှင်အားလုံးလည်းသုံးဆောင်ကြပါအောင်နော်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းဘယ်လိုမျိုးလေးတွေချစ်ပြအောင်လဲဆိုတာစောင့်ကြည့်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်